ယေရှုဆိုတဲ့နာမည်ရဲ့အတိတ်ပဲကအပြစ်မှာကယ်ချွတ်မိသူ Savior ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကလူသားအလုံးကိုအပြစ်မှကယ်ချွတ်မဲ့ကယ်တင်ရှင်ဘုရားဖြစ်ပါတယ်။အပြစ်ကနေကယ်ပြီးတော့ကျွန်တော်အပြစ်တွေအလုံးကိုချွတ်ပလိုက်မယ်။ဆိုလိုတဲ့သဘောကကျွန်တော်ကိုအပြစ်ကနေဘုရားသခင်ကကယ်တင်ပြီးတော့အပြစ်ကင်းစင်သွားအောင်မဆာမဲ့ဘုရားဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။လူသားအလုံးကအပြစ်ထဲမှာနှင်မိုးနေပြီးတော့ကိုမကယ်တင်နိုင်ဘူးအဲ့ဒီအပြစ်ထဲကနေကိုခွန်အားနဲ့ကိုမယုံထွက်နိုင်မိမိအကျင့်သီလကုသိုလ်ကောင်းမှုအပြင်အပြစ်ကနေမလွတ်မြောက်နိုင်တဲ့အတွက်ကြောင့်လောကီသားအားလုံးကိုကယ်တင်ဖို့ရန်အတွက်သခင်ရှုကကောင်းကင်ကနေပြီးတော့ဤလောကသို့ဖျားဖြစ်မှလူစားတိကိုခံယူပြီးတော့ဆင်းကြွခဲ့ပါတယ်လူသားအားလုံးရဲ့အပြစ်ကြွေးကိုလက်ဝါးကတိုင်မှာသူ့ရဲ့အသက်ကိုစွန့်ပြီးတော့အသွေးသွင်းပြီးတော့အသိခံခြင်းအပြင်ကျွန်တော်အပြစ်တွေကိုယူဆောင်သွားခဲ့ပါတယ်ယုံကြည်သောသူက